လူတိုင်းကချမ်းသာခြင်းကြပေမဲ့တကယ်တမ်းချမ်းသာဖို့နီးလန်းကိုတော့လူအ ਨੇ စုကပဲသိကြပါတယ်ဒီနေ့မှာတော့လူကြီးမင်းတို့ရဲ့အမြင်ကိုပြောင်းလဲသွားစေမဲ့ထူးခြားတဲ့ပုံမြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်တခါတော့ကလောဘကြီးတဲ့ကုန်တယ်တယောက်ဟာခရီးသွားရင်လမ်းဘေးကရေကန်တစ်ခုထဲမှာရွှေတုံးအကြီးကြီးတစ်တုံးကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာသူဟာဝမ်းသာအားရနဲ့ရေကန်ထဲကိုခုန်ဆင်းပြီးကောက်ပင်မဲ့ရွှေတုံးကိုလုံးဝကင်လို့မရပဲလက်ထဲမှာရွှွနေနုံနေပဲပါလာခဲ့ပါတယ်သူအချိန်ချင်းစူးစမ်းပင်မဲ့မအောင်မြင်တာကြောင့်ကံဘေးမှာထိုင်ပြီးစိတ်ပြက်နေတော့လမ်းလျှောက်လာတဲ့ပညာရှိအဖိုးအိုတူကသူ့ကိုပြုံပြီးကြည့်နေခဲ့ပါတယ်ဒီပုံမြင်လေးကိုနားထောင်နေတဲ့လူကြီးမင်းတို့ကရောအဲ့ဒီလူဟာရွှေတုံးကြီးကိုဘာကြောင့်ယူလို့မရတာလဲဆိုတာကို့အတွေးနဲ့ကိုကောမန့်မှာတစ်ချက်လောက်ရေးကြည့်လို့ရပါတယ်အဲ့ဒီလိုနဲ့စောနာကရက်ကြည့်နေတဲ့ပညာရှိအဖိုးအိုကကုံတယ်ကိုပြောလိုက်ပါတယ်ဒီမှာမောင်ရင်ရွှေတုံးကိုရချင်ရင်ရေထဲကိုပဲမကြည့်ပါနဲ့အပေါ်ကတစ်ကိုင်းကိုကြည့်လိုက်ပါလို့ပြောလိုက်ပါတယ်ကုံတယ်ကြီးကအပေါ်ကိုမောကြည့်လိုက်တဲ့အခါတကယ်တော့ရွှေတုံးကြီးကရေကန်ထဲမှာရှိနေတာမဟုတ်ပဲကံပေါ်ကတစ်ကိုင်းပေါ်မှာတင်နေတာပါရေထဲမှာမြင်နေရတာဟာရွှေတုံးရဲ့အရေးတစ်ခုသာဖြစ်ပါတယ်ခင်ဗျာဒီပုံမြင်လေးရဲ့ပေးခြင်းတဲ့သင်ခန်းစာကတော့ကျွန်တော်တို့လူသားတွေဟာတခါတလေမှအရေးနောက်ကိုပဲတစ်သက်လုံးလိုက်နေပြီးအနှစ်သာရကိုမေ့နေတတ်ကြပါတယ်စီးစိမ်ဥစ္စာငွေကြေးဆိုတဲ့အရေးနောက်ကိုပဲအပူတပြင်းလိုက်နေမဲ့အစားမိမိရဲ့စိတ်ဓာတ်နဲ့အသိပညာဆိုတဲ့အနှစ်သာရကိုအရင်ပြင်ဆင်မယ်ဆိုရင်စီးစိမ်ကအလိုလိုပါလာမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကနေဘူးတုဒတစ်ခုခုရရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်အဆုံးထိကြည့်ပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ